မိတ်ဆွေအနေနဲ့အလုပ်တစ်ခုကိုလုပ်နေရင်လည်းအချိန်ဘလို့ကုန်လို့ကုန်သွားမှမတိလိုက်တာမျိုးလုပ်နေတဲ့အလုပ်ပေါ်မှာပဲအာယုံစိုက်မိနေပြီးတယောက်ယောက်ကခေါ်လိုက်ရင်တောင်မကြားလိုက်တဲ့အခြေအနေမျိုးတွေရှိဘူးလားဒါဆိုရင်တော့မိတ်ဆွေက flow state ထဲမှာရောက်နေလို့ပါဆိုတော့ flow ဆိုတာဘာလဲအလုပ်တစ်ခုခုမှာအချိန်ကုန်လို့ကုန်သွားမှန်းတောင်မတိပဲဇန်ဝင်ပြီးနင်မျောသွားတဲ့အခြေအနေမျိုး flow လို့ခေါ်တယ်တနည်းအားဖြင့်ပြောရရင်အတိတ်အနာဂတ်ကြောင်းနေစဉ်းစားမနေပဲပြစ္ဆုတ်ပံမှာပဲစူးစိုက်နေဝင်နေမှုက flow ပါဒီတဘောတရားကိုစိတ်ပညာရှင်မိဟိုင်းချစ်စစ်မိဟိုင်းကမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကဲ flow ရဲ့အဓိပ္ပာယ်ကိုသိသွားပြီဆိုတော့ flow ရအောင်ဘယ်လိုလုပ်မလဲ flow ရနိုင်မဲ့နည်းလမ်းတွေကိုကျွန်တော်ကဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့စိတ်ဝင်စားရဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါခင်ဗျာflow ရနိုင်မဲ့ပထမဆုံးနည်းလမ်းမလွယ်လွန်းမခက်လွန်းတဲ့စိန်ခေါ်မှုတွေကိုလုပ်ဖို့ပါအလုပ်တစ်ခုကအရန်လွယ်လွန်းနေရင်ကျင်းစရာကောင်းတယ်အရန်ခက်လွန်းနေရင်လည်းစိတ်ပီစီပြီးစိတ်တော့ကရောရလိမ့်မယ်ဆိုတော့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ skill level နဲ့ကြိုက်တဲ့စိန်ခေါ်မှုတွေကိုလုပ်ကင်တတ်မယ်ဆိုရင် flow ဖြစ်ပေါ်ပါလိမ့်မယ် flow ရနိုင်မဲ့ဒုတိယနည်းလမ်းတိကျတဲ့ရည်မှန်းချက်ပန်းနိုင်တွေထားပြီးလုပ်ဖို့ပါ clear ကိုထားပါဥပမာမိတ်ဆွေက video editor ဆိုရင်ဒီ video ကိုဘယ်နှစ်နာရီအတွင်းဘယ်နှစ်ရက်အတွင်းမှာပြီးအောင်လုပ်မယ်ဆိုတာမျိုးမိတ်ဆွေကကြောင်းသားဆိုရင်စာတစ်ပိုက်ကိုဘယ်နှစ်နာရီအတွင်းမှာရအောင်ကြက်မယ်ဆိုတာမျိုးအဲ့လိုမျိုး clear ကိုထားပါဒါပေမဲ့မိတ်ဆွေကပန်းနိုင်ရောက်ဖို့ပဲအာယုံစိုက်နေတာမျိုးမလုပ်ဘဲနဲ့ကိုလုံးဝမဲ့အလုပ်ပေါ်မှာအပြည့်အဝအာယုံစိုက်ထားဖို့လိုအပ်ပါတယ်အဲ့လိုမျိုးအာယုံစိုက်ထားနိုင်မယ်ဆိုရင် flow အခြေအနေကိုရောက်သွားပြီးနောက်ဆုံးမှာကိုတတ်မှတ်ထားတဲ့ပန်းနိုင်ကိုသူ့လိုရောက်သွားပါလိမ့်မယ်တတိယနီလန်ကိုစိတ်ကိုအနှောက်ယှက်ပေးမဲ့အရာတွေကိုဖယ်ထားဒါနဲ့ပတ်သက်ပြီးကျွန်တော် content တစ်ပုဒ်လုပ်ပြီးသွားပြီအလုပ်ကိုအာယုံစိုက်ပြီးမလုပ်နိုင်ဘူးဖြစ်နေလားဆိုပြီး link ကို description မှာပြထည့်ပေးထားပါမယ်ဖုန်းလေး silent လုပ်မယ် notification တွေအကုန် off ပြီးရင်တိတ်ဆိတ်တဲ့နေရာမှာအလုပ်လုပ်မယ်အဲ့လိုမျိုးစိတ်အနှောက်ယှက်ကင်းနဲ့အလုပ်လုပ်နိုင်မှာ flow ဖြစ်ပေါ်ပါလိမ့်မယ်ခင်ဗျာစတုတ္ထနီလန်အနည်းဆုံးမိနစ်30လောက်အာယုံစိုက်ပြီးအလုပ်လုပ်ပါညတော့အပြင် flow က15မိနစ်နဲ့မိနစ်20လောက်ကြာမှပေါ်လာတယ်လို့တွေ့ရတယ်ဆိုတော့မိတ်ဆွေအနေနဲ့အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်အနည်းဆုံးမိနစ်30လောက်အာယုံစိုက်ပြီးအလုပ်လုပ်ပါပြီးမှ5မိနစ်လောက်ခဏနားတာမျိုးဒါမှ flow ရဖို့ပိုလွယ်ပါလိမ့်မယ်ခင်ဗျာပြစ်စမနီလန်နောက်ဆုံးနီလန် multitasking မလုပ်ဖို့ပါ multitasking ဆိုတာအလုပ်တွေအများကြီးကိုတပြိုင်နက်တည်းလုပ်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ် multitasking လုပ်နေတဲ့အချိန်မှာဘယ်အလုပ်မှကောင်းကောင်းမလုပ်နိုင်တယ်လို့လုပ်နေတဲ့အလုပ်တိုင်းရဲ့ quality လည်းကျဆင်းသွားပါလိမ့်မယ်ခင်ဗျာလေ့လာမှုတွေရလဲ multitasking လုပ်ခြင်းကအလုပ်တွင်ကျမှု60%လောက်ကျဆင်းသွားစေပြီးအမှားလုံးမိနိုင်ကြီးလည်းအများများတယ်လို့သိရတယ်ဆိုတော့မိတ်ဆွေအနေနဲ့ flow ရခြင်းနဲ့ဆိုရင်တော့တစ်ချိန်မှာအလုပ်တစ်ခုပဲလုပ်ရပါလိမ့်မယ်အခုဆိုရင်မိတ်ဆွေတို့လည်း flow ရနိုင်မဲ့နီလန်းတွေကိုတိလောက်ပြီလို့ထင်ပါတယ် flow တဲ့ဟိုတာဝင်သွားပြီဆိုရင် work speed တွေမြန်လာမယ် creativity တွေမြင့်တက်လာမယ် stress တွေလျော့လာမယ်ပြီးရင်ကိုယ့်ရဲ့လုံနိုင်စွမ်းတွေ3စားကနေ10စားအထိမြင့်တက်လာပါလိမ့်မယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုကိုဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတော့ content ရိုက်ဖို့ script ရေးနေတဲ့အချိန်မှာ flow ရမိပါတယ်မိတ်ဆွေတို့ရောဘယ်အချိန်မှာ flow မိလဲ comment မှာရေးလို့ရရင်ရေးတော့ပေးပါဦးခင်ဗျာဒီဗီဒီယိုကိုကိုယ့်ရဲ့အသည့်တွေတငယ်ချင်းတွေကိုလည်းပြန်လည်မျှဝေပေးပါဦးကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့